အားလုံးမင်္ဂလာပါဒီနေ့မှာတော့အရန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့ကြက်မဲရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ကြက်မဲဆိုတာအင်ဒိုနီးရှားနိုင်ငံဇာတိဖြစ်တဲ့ထူးခြားဆန်းပြပြီးရှားပါတဲ့ကြက်မျိုးစိတ်တစ်ခုပါသူ့ရဲ့အနက်ရောင်တွင်ပြင်ကြောင့်ကမ္ဘာတဝန်းမှာလူသိများပြီးအင်းစင်မလို့မူရင်းအမည်နဲ့ခေါ်ရင်းလေးရှိပါတယ်လဲဆိုတာအင်ဒိုနီးရှားဘာသာစကားမှာကြက်ကိုဆိုလိုပြီးဆမ်မန်လေးကတော့ဂျာဗာကျွန်းပေါ်ကကြက်မျိုးစိတ်တွေစတင်တွေ့ရှိခဲ့ရာရွာလေးရဲ့နာမည်ဖြစ်ပါတယ်ထူးခြားတဲ့တွင်ပြင်လက္ခဏာများကြက်မဲရဲ့အဓိကထူးခြားချက်ကတော့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအရေပြားအမွေးတောင်အသားရိုးအတွင်းပိုင်းကိုယ်တွင်းအင်္ဂါတွေထိအနက်ရောင်ဖြစ်နေတာပဲဖြစ်ပါတယ်ဒီလိုအနက်ရောင်ဖြစ်နေရတဲ့အကြောင်းရင်းကတော့ fibromonosis လို့ခေါ်တဲ့မျိုးဗီဇဆိုင်ရာအခြေအနေကြောင့် melanin နိုအလန်ဓာတ်လွန်ကဲစွာထုတ်လုပ်ခြင်းကြောင့်ပါအမွေးတောင်နဲ့အရေပြားတောက်ပပြီးနက်မောင်တဲ့အမွေးတောင်တွေကအစိမ်းရောင်ခရမ်းရောင်တန်းနေတတ်ပါတယ်အရေပြားကလည်းနက်မောင်ပါတယ်မျက်လုံးနဲ့နှုတ်သီးမျက်လုံးတွေကလည်းအနက်ရောင်ဖြစ်ပြီးနှုတ်သီးနဲ့ခြေထောက်တွေလည်းနက်မောင်ပါတယ်အသားနဲ့အယိုးသူတို့ရဲ့အသားနဲ့အယိုးတွေဟာလည်းအနက်ရောင်ပဲဖြစ်ပါတယ်အသားစားသုံးသူတွေအတွက်တော့အမြင်ဆန်းပြီးထူးခြားတဲ့အတွေ့အကြုံကိုပေးပါတယ်ကြက်ဥဒါပေမဲ့ကြက်မဲတွေရဲ့ကြက်ဥကတော့အနက်ရောင်မဟုတ်ပဲခရင်မန်ရောင် cream color တို့မဟုတ်ပန်းရောင်အနှဲငယ်တန်းတဲ့အရောင်မျိုးရှိပါတယ်ကြက်မဲရဲ့ကျန်းမာရေးအကျိုးကျေးဇူးများကတော့ကြက်မဲသားဟာတခြားကြက်သားတွေလိုပဲပရိုတင်းဓာတ်ကျွဲဝစွာပါဝင်ပါတယ်ပရိုတင်းဓာတ်ကကြက်သားတိဆောက်ဖို့ကိုယ်ခံအားကောင်းဖို့နဲ့ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းမွန်ဖို့အတွက်အရေးကြီးပါတယ်။သူတို့ရဲ့အနက်ရောင်သားမှာတန်တက်လဲကျွဲဝစွာပါဝင်ပါတယ်။တန်တက်ကသွေးအားနည်းခြင်းကိုကာကွယ်ပေးပြီးခန္ဓာကိုယ်အနှံ့အောက်ဆီဂျင်တည်ယူပို့ဆောင်ရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်။ဒါအပြင်ဗီတာမင်အုပ်စုတွေလည်းပါဝင်တာကြောင့်အာယုံကြောစနစ်ကောင်းမွန်ဖို့နဲ့စွမ်းအင်ထုတ်လုပ်ဖို့အတွက်အထောက်အကူပြုပါတယ်။အင်ဒိုနီးရှားရိုးရာဆေးပညာမှာတော့ကြက်မဲဟာအာတိုဆေးဖြစ်တဲ့မိဘဗီဇအမျိုးသမီးတွေအတွက်အားဆေးအဖြစ်အသုံးပြုကြပါတယ်။သူ့ရဲ့ထူးခြားတဲ့အယောင်နဲ့စွမ်းအင်ကြောင့်လည်းအထူးယုံကြည်မှုတွေရှိကြပါတယ်။ဒါပေမဲ့သိပ္ပံနည်းကျသုတေသနတွေကတော့ဒီအချက်တွေကိုအပြည့်အဝအတိမပြုနိုင်သေးပါဘူး။ကျန်းမာရေးအတွက်အဓိကကတော့မျှတတဲ့အစားအသောက်နဲ့ကျန်းမာတဲ့နေထိုင်မှုပုံစံပဲဖြစ်ပါတယ်။မွေးမြူခြင်းနဲ့ဈေးကွက်လေးကတော့ကြက်မဲတွေဟာအလှမွေးချက်အဖြစ်လူကြိုက်များပြီးစိတ်ဝင်စားမှုမြင့်မားပါတယ်။နင်းတို့ရဲ့ရှားပါမှုနဲ့ထူးခြားတဲ့တွင်ပြင်ကြောင့်ဈေးနှုန်းမြင့်မားလေးရှိပါတယ်။အထူးသဖြင့်အနောက်နိုင်ငံတွေမှာကြက်မဲတစ်ကောင်ရဲ့ဈေးနှုန်းဟာဒေါ်လာရကနန်းကနေထောင်ကနန်းအထိရှိနိုင်ပါတယ်။မွေးမြူရတာလွယ်ကူပေမဲ့မျိုးဗီဇစစ်မှန်တဲ့ကြက်မဲအစစ်ကိုရှာဖွေရတာကတော့ခက်ခဲပါတယ်။အစစ်အမှန်ကြက်မဲဆိုတာခန္ဓာကိုယ်တစ်ခုလုံးမဲလာနေနဲ့လွန်ကဲစွာပါဝင်နေရတာကိုဆိုလိုပါတယ်။ယုံကြည်မှုနဲ့ဒဏ္ဍာရီများကတော့အင်ဒိုနီးရှားနိုင်ငံမှာကြက်မဲနဲ့ပတ်သက်တဲ့ယုံကြည်မှုတွေနဲ့ဒဏ္ဍာရီတွေရှိပါတယ်။အချို့ကကြက်မဲတွေဟာမော်စွမ်းတွေရှိတဲ့ကံကောင်းခြင်းတွေဆောင်ကျဉ်ပေးတယ်လို့ယုံကြည်ကြပါတယ်။နက်ရောင်ဟာအင်ဒိုနီးရှားယဉ်ကျေးမှုမှာလျှို့ဝှက်စမ်းကြယ်ခြင်းကြွယ်ဝခြင်းနဲ့အစွမ်းထက်ခြင်းတို့ကိုကိုးစားပြုတယ်လို့လည်းယူဆကြပါတယ်။ဒါအပြင်အချို့အစဉ်လာထုံးတမ်းစဉ်လာတွေနဲ့ဘာသာရေးအခမ်းအနားတွေမှာလည်းကြက်မဲတွေကိုအသုံးပြုတတ်ကြပါတယ်။ကြက်မဲ aim samani ဟာသူ့ရဲ့တမူထူးခြားတဲ့အနက်ရောင်တွင်ပြင်ကြောင့်ကမ္ဘာကြက်မျိုးစိတ်တွေထဲမှာထင်ရှားပြီးစိတ်ဝင်စားစရာကောင်းတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။အလှမွေးချက်အဖြစ်သာမကယဉ်ကျေးမှုနဲ့ယုံကြည်မှုတွေမှာပါအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့ကြက်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိသွားတယ်ဆိုရင်တော့ like လေးပေးခဲ့ပေးပါနောက်အသစ်တင်မဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုလည်းသိရှိရအောင်လို့ subscribe လေးလုပ်ထားပေးပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါမိတ်ဆွေတို့ရဲ့တငယ်ချင်းများသိရှိရအောင်လို့လည်း share ပေးခဲ့ပါအောင်လို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်